ငွေဆိုဒီမှာငွေပေးရင်ဘာမဆိုရတယ်ဟုလူတွေကပြောတတ်ကြတယ်လုံးဝမဟုတ်ပါဘူးငွေဖြင့်စားစရာကိုဝယ်လို့ရတယ်အရသာကိုတော့ဝယ်လို့မရဘူးငွေဖြင့်ဆေးဝါးတွေကိုဝယ်လို့ရနိုင်တယ်ကျန်းမာရေးကောင်းခြင်းကိုတော့ဝယ်လို့မရဘူးဘူလူရာချက်လက်တွေကိုဝယ်လို့ရတယ်ဉာဏ်မျှော်မြင်ရှိမှုကိုတော့ဝယ်လို့မရဘူးအယောင်ပြိုးပြိုးပြက်ပြက်တွေကိုဝယ်လို့ရတယ်လှပမှုကိုတော့ဝယ်လို့မရဘူးအပျော်ပါးတွေကိုဝယ်လို့ရတယ်ချမ်းသာဒုက္ခကိုတော့ဝယ်လို့မရဘူးအတိအကျွမ်းတွေကိုဝယ်ယူလို့ရရင်ရမယ်မိတ်ဆွေမှန်တွေကိုတော့ဝယ်လို့မရဘူးအဆွေပါးတွေကိုဝယ်လို့ရချင်ရမယ်သစ္စာရှိမှုကိုတော့ပိုက်ဆံဘယ်လောက်ပေးပြီးရချင်မှရနိုင်တယ်အားလက်ချိန်တွေဝယ်လို့ရတယ်ငြိမ်းချမ်းမှုကိုတော့ကိုယ်စိတ်ကမငြိမ်းချမ်းရင်ပိုက်ဆံတွေဘယ်လောက်ပေးပြီးရမှာမဟုတ်ဘူးငွေနဲ့အလုံးစုံသောအရာတွေကိုရနိုင်တယ်လို့ပြောကြရင်လုံးဝမဟုတ်ပါဘူးတကယ်တော့ငွေနဲ့ရနိုင်တဲ့အရာတွေဟာအရာအလုံးရဲ့အခွင့်အကာတွေမျှလောက်တည်းရနိုင်တယ်အတွင်းအနှစ်သာရကိုတော့မရနိုင်ဘူး